KB7 update ကြောင့်လူလိမ်တွေဒုက္ခရောက်သွားပြီပေါ့နော်။ဘာလို့လဲဆိုရင်ကျွန်တော်တို့ဒီ KB7 update မှာဆိုရင်ကျွန်တော်ငွေလွှဲလိုက်ပြီဆိုတာနဲ့ငွေလွှဲစလစ်ထွက်လာတဲ့အောင်နာလေးမှာဒီမှာစကန်ပတ်ပြီးငွေပေးချေခြင်းကိုအတည်ပြုပါဆိုတဲ့ဒီမှာ QR code လေးနဲ့စာလေးပါလာပြီပေါ့နော်။ဒီ QR code ကိုမိတ်ဆွေတို့ဖုန်းထဲမှာ KB ထဲမှာပါတဲ့စကန်နဲ့ဖတ်လိုက်မယ်ဆိုရင်တော့ဒီ amount ကိုလွှဲလိုက်တဲ့ amount ကိုအကုန်လုံးပြပေးတယ်ပေါ့နော်။ကြိုက်တဲ့ KB စာနေပြီးတော့ဒီစလစ်ကိုလှမ်းပြီးတော့စစ်လို့ရတယ်ပေါ့နော်။ဒါကြောင့်မို့မိတ်ဆွေတို့ AI နေပါသုံးပြီးတော့သသိန်းလွှဲတဲ့အောင်2သိန်းပြင်ပြီးတော့မိတ်ဆွေတို့စီလာပြီးတော့ပို့လို့မရတော့ဘူးပေါ့နော်။ QR code ဖတ်လိုက်တာနဲ့လုံးဝအဖြေပေါ်တော့မှာဖြစ်ပါတယ်။ဒါကိုကျွန်တော်စမ်းကြည့်လိုက်တယ်ပေါ့နော်။ AI နဲ့ပြောင်းပြီးတော့စမ်းကြည့်လိုက်တယ်ဒီမှာဆိုရင်ကျွန်တော်မူရင်းစလစ်က2သိန်းကျော်လဲထားဒါကိုကျွန်တော်3သိန်းပြောင်းပြီးတော့ ChatGPT ကို3သိန်းပြောင်းပြီးတော့ဒီ QR code ကိုပြန်ပြီးတော့ဖတ်တဲ့အခါမှာဆိုရင်ဒီ QR code ကအလုံးမလုံးတော့ဘူးပေါ့နော်။ဘာလို့လဲဆိုရင်ကျွန်တော် AI ကအခြားကြီးတဲ့အားတွေဆိုရင်တော့မတိတာတဲ့အားဆိုရင်တော့သူကမူရင်းတိုင်းပြန်ပြီးတော့လုပ်ပြီးတယ်ပေါ့နော်တချို့အရာတွေကြာအသေးဖွားလေးတွေကြာသူကမူရင်းတိုင်းမထုတ်ပြီးတော့ဘူးပေါ့နော်ဒါကြောင့်မို့ဒီမှာ QR code ထဲမှာပါတဲ့pixel လေးတွေကလွဲကုန်နေပေါ့နော်လွဲကုန်တာဖြစ်တဲ့ဒီ QR code ကိုကျွန်တော်လှမ်းဖတ်လို့မရတော့ပါဘူးဒါကြောင့်မို့မိတ်ဆွေတို့ KB စလစ်တူတင်လာဖို့မယ်ဆိုရင် QR code ကိုလှမ်းဖတ်ကြည့်လိုက်ဖတ်လို့မရဘူးဆိုရင်ဒါအတူလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ပုံသေးလို့တော့တတ်မှတ်လို့တော့မရပါဘူးအဲ့တော့မိတ်ဆွေတို့ QR code ဖတ်လို့မရဘူးဆိုရင်သူတို့မှာဘိုလက်စလစ်စီးရဲဆိုရင်ထပ်ပြီးပို့ခိုင်းပေါ့နော်ပို့ခိုင်းလဲလုံးဝဖတ်လို့မရဘူးဆိုရင်တော့ဒါအတူလို့ပြောလို့ရတယ်ပေါ့နော်โอเคအဲ့တော့ဒါလေးပြပြပေးခြင်းဖြစ်ပါတယ်ဒီ QR code ပါခြင်းနဲ့ဆိုတော့ Miss KB ကို update လုပ်မှာပဲရမှာပေါ့နော် update မလုပ်ဘူးဆိုရင် Miss ရဲ့ငွေလက် slip တွေကပုံမှန်တိုင်းပဲထွက်နေမှာပေါ့နော်โอเคအဲ့တော့ဒါလေးပြပြပေးခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ